မင်္ဂလာပါရှင်ဒီနေ့ကတော့ဒီပုံမှာပြထားတဲ့အတိုင်းပဲပေါ့နော် fully panel window လို့ခေါ်တဲ့ဒီတက်တာအပြည့်တကားကိုကျမတို့စေးသုံးမယ်ဆိုလို့ရှိရင်ဘယ်လိုတွက်ရမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်တက်တာကနှစ်ချက်ဖွင့်ပေါ့နော်နှစ်ချက်ဖွင့်မှာအတိုင်းအတာမပေးထားတော့ကျမဒီမှာအတိုင်းအတာလေးတစ်ခုပေးလိုက်မယ်ဒီဟာကဥပမာဒါ3ပေဆိုကြပါစို့ပေါ့နော်ဒါဥပမာအနေနဲ့ပြောရအောင်ကျွန်မကြတော့ဒီရဲ့အမြင့်ကိုကြတော့ကျွန်မဒါ3ပေ6ဆိုကြပါစို့เนาะ3ပေ6ဆိုလိုက်မယ်အဲ့တော့သူ့ရဲ့ area စေးသုံးမယ်ဆို area ဘယ်လိုတွက်မလဲကျွန်မအရင်ပိုင်းနေတော့ဇာတ်လေးပေးထားရရှိရပေါ့เนาะအဲ့အပိုင်းလေးတွေကိုကြည့်ပြီးမှကျွန်မရဲ့ဒီအပိုင်းကိုပြန်ကြည့်ပါလို့ကျွန်မပြောချင်ပါတယ်ဒီမှာဆိုလို့ရှိရင် तू ကဒီမှာတစ်နဲ့မှာနံပါတ်1နဲ့သွားပြီးတော့သူကတူတယ်ပေါ့နော် panel and button door and window ဆိုတဲ့အခါကျတော့ panel ကကြတော့ဒီမှာ panel ဆိုတဲ့ဒီတက်သားအဆန်တကားဖြစ်တယ်ပေါ့နော်အဲ့တော့ panel ရဲ့မြောက်ဖော်ကင်ကဘယ်လောက်လဲဆိုတော့4ပိုင်းတစ်ပိုင်းပေါ့နော်အဲ့တော့ကျမတို့ကဘာကိုတွက်မလဲဆိုတော့ area ကိုတွက်ရမယ်ဒီမှာဒီပရင်းမောက်သို့မဟုတ်တကားပေါ့နော်ဒီမှာဆိုလို့ရှိရင်သူက3ပေเนาะအလျားက3ပေအမြောက်သူ့ရဲ့အနှံက3ပေ6လက်မမြောက်မယ်ပေါ့နော်3အမြောက်3.5เนาะကယ်ကူလတာနှိပ်မယ်ဆိုလဲနှိပ်ပေါ့နော်မနှိပ်ဘူးချမြောက်မယ်ဆိုလဲချမြောက်ပေါ့ဒီမှာเนาะ3 5 15တစ်တင်3 3 9 10 10.5စတုရန်ပေ area အတွက်မှာ तू ကဒီတကားတွေဆိုလို့ပတင်းမောက်တွေဆိုရင်ဒါဒီအတွင်းပြင်နှစ်ဖက်လုံးတော့ရတာပေါ့နော်နှစ်ဖက်လုံးသုံးတဲ့အခါမှာနှစ်နဲ့မြောက်မလားနှစ်ဖက်မဟုတ်လို့ပေါ့နော်နှစ်နဲ့မြောက်လို့မရဘူးဘာလို့လဲဆိုတော့ तू ဒီမှာဆိုလို့ရှိရင်ဒီနားလေးမှာအထစ်လေးရှိအဲ့ဒီအထစ်လေးပါ तू ကအသေးစိတ်တော့ရတာမဟုတ်လို့ကျမတို့က 1/4 ထပ်ပြီးတော့တိုးပြီးမြောက်ပေးရတယ် 2 1/4 နဲ့မြောက်ရမယ်သူ့ area ကိုတက်လို့ရှိရင်เนาะအဲ့တော့ကျမတို့ဒီခါကျရင်တော့ calculator နဲ့မြောက်ကြည့်ပါမယ်10.5 ရဲ့ 2.25 ရဲ့မြောက်ရင် 23.5 နဲ့ 23.5 နဲ့စတုရန်ပေနဲ့တွက်ပေးမယ်အကယ်လို့ဒီလိုပရင်းပေါက်မျိုးဒါเนาะ10ပေါက်ရှိမယ်ဆိုရင်10နဲ့ပြန်မြောက်မယ်ပေါ့เนาะ9ပေါက်ရှိရင်9နဲ့မြောက်မယ်10နဲ့ရှိရင်10နဲ့မြောက်မယ်တစ်ပေါက်စာကြတော့ 23.5 နှစ်ပေါ့เนาะ10နဲ့မြောက်မယ်ဆိုရင် 235.2 စတုရန်ပေရမယ်ဒါကသူ့ရဲ့ area ပေါ့เนาะဒါကြတော့ဘဒုအတွက်လဲဆိုရင်10ပေါက်အတွက် area အဲ့ဒါဆိုရင်သူ့ရဲ့ကုန်မဲ့ဆေးပမာဏကိုဘယ်လိုတွက်မလဲဆိုရင်အရင်ပုတ်တာတော့အတိုင်းပဲဒီမှာဆိုရင်တက်သားလုပ်ငန်းပေါ်မှာရောပြီးတော့တင်မောဆေး3တက်တော့ရမယ်ပေါ့နော်3တက်တုံးမယ်ဆိုရင်ကြီးခွေကပန်းပန်းဆွဲလှေကားဆိုတာတက်သားတွေပေါ့နော်တက်သားတွေမှာတုံးမယ်ဆိုရင်3တက်တုံးမယ်ဆိုရင်ကုန်မဲ့ပမာဏက1000ဆိုလို့ရှိရင်1000စတုရန်ပေမှာတင်မောဆေးက85ပေါင်အဲ့တော့ခုနကတော့253ပါဆိုရင်ဘယ်လောက်လဲလို့ပြန်တွက်မှာပေါ့နော်ပတ်တီဆေးဆိုရင်ဒီလိုတွက်မယ်ဆေးတုပ်တမားဒီလောက်တွက်မယ်လုတ်သားဒီလောက်တွက်မယ်เนาะကျွန်မတခုရေးပြမယ်ပေါ့เนาะတင်မောဆေးပေါ့เนาะတင်မောဆေး1000မှာဆိုလို့ရှိရင်1000စတုရန်မှာ85ပေါင်เนาะပြီးရင်ဒီမှာရတယ်235.2เนาะစတုရန်ပေ235.2မှာဆိုရင်ဘယ်လောက်လဲအဲ့တော့85အမြောက်235.2ကိုဒီ1000နဲ့စเนาะဒါကတင်မောဆေးအတွက်ပေါ့เนาะပေပတ်တီဆေးအတွက်ဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲဆိုတော့4အမြောက်235.2ကိုဒီ1000နဲ့စเนาะပြီးရင်ဒီမှာဆေးသုံးသမားဆိုရင်12ရောက်ခွဲဆို12ခွဲရဲ့235.2ကိုဒီ1000နဲ့စเนาะပြီးရင်ဒီမှာဆိုရင်လောက်သားဆိုရင်10မလို့10အမြောက်235.2ကိုဒီ100နဲ့1000နဲ့စအဲ့ကဆိုရင်ဒီမှာလူဆိုရင်ဒါလူကြီးရောက်ထွက်လာမယ်ပေါ့เนาะပြီးရင်ဒီမှာလောက်သားဆိုလဲရောက်ထွက်လာမယ်ဒီမှာဆေးမှာဆိုလို့ရှိရင်ပတ်တီးဆေးဆိုရင်ပေါင်နဲ့ထွက်လာမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်လည်းပေါင်နဲ့ထွက်လာမယ်တင်မောဆေးရเนาะပေါင်နဲ့ဝယ်လို့ရရင်ဝယ်မဝယ်လို့မရအောင်ဆိုရင်ခါလန်ပြောင်းပြီးဝယ်ရမှာပေါ့เนาะအဲဆိုရင်ကျွန်မဒါတော့မတွက်ပြတော့ဘူးအရှိပိုင်းဒီမှာတော့တွက်ပြီးသားဖြစ်တဲ့ခါကြတော့เนาะအဲ့တော့ဒါဥပမာတွေနဲ့တွက်ပြတာဖြစ်ပါတယ်ဒါတက်သားအဆန်တကားမှာတုံးမယ်ဆိုလို့ရှိရင်နှစ်နဲ့မြောက်လို့မရဘူးဒီမှာပြထားတယ် coefficient
သူ့ရဲ့မြောက်ဖို့ဂိမ်း 21/4 နဲ့မြောက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့နောက်ထပ်တင်အောင်မဲ့ဗီဒီယိုလေးကိုသိရဖို့အတွက်ဆိုရင်ကျမရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်